အားလုံးပဲမင်္ဂလာပါခင်ဗျာအခုတင်ဆက်ပေးမယ့်ဇာတ်ကားလေးကတော့မော်စကလုံးတစ်လုံးကိုရွတ်လိုက်ရုံနဲ့စွမ်းအားကြီးတဲ့စူပါဟီးရိုးတစ်ယောက်ဖြစ်သွားမဲ့ကောင်လေးတစ်ယောက်အကြောင်းပဲဖြစ်ပါတယ်ကဲဇာတ်လမ်းလေးကိုစလိုက်ရအောင်ဗျာအေးစိတ်နေတဲ့စောင်းအတီညတညစီးနေနေလဲအရန်ကြနေတဲ့အချိန်မှာတက်လို့ခေါ်တဲ့ကောင်လေးတစ်ယောက်ဟာသူ့အဖေသူ့အကိုစစ်တုံးနဲ့အတူအဖိုးဖြစ်သူအိမ်ကိုခရစ်စမတ်ပွဲဆင်နွှဲဖို့တွားနေကြပါတယ်တက်ကကားပေါ်မှာရုပ်လေးတစ်ရုပ်နဲ့စော့နေတော့သူ့အကိုစစ်ကအနိုင်ကျင့်ပြီးလူယူသွားခဲ့ပါတယ်အဆိုးဆုံးကတော့သူတို့အဖေဟာတက်ကိုကောက်ွယ်ပေးမဲ့အစားအမြဲအနိုင်ကျင့်တတ်တဲ့သူ့အကိုစစ်ကိုပဲပိုးချစ်ပြီးဗလိုက်နေခဲ့ပါတယ်။ရုံးရင်ဆန်ကဖြစ်နေတော့မှထူးဆန်းတာတစ်ခုဖြစ်သွားခဲ့ပါတယ်။အယုတ်ရဲ့စကရင်ပေါ်မှာကနန်းအစွမ်းတွေပေါ်လာပြီးပတ်ဝန်းကျင်တစ်ခုလုံးပြောင်းလဲသွားခဲ့ပါတယ်။ကားမန်တွေမှာရေခဲတွေရုတ်တရက်ရိုက်ခတ်လာပြီးသူ့မိသားစုလည်းပျောက်ကွယ်သွားခဲ့ပါတယ်။တက်တယောက်ကြောက်ကြောက်လက်လက်နဲ့ကားတကားကိုဖွင့်လိုက်တဲ့အခါမှာတော့သူ့ရှေ့မှာမြင်လိုက်ရတာဟာမှောင်မဲပြီးကြောက်စရာကောင်းတဲ့ဂူကြီးတစ်ခုဖြစ်နေပါတယ်။အဲ့ဒီကူထဲမှာတက်ဟာအင်အားကြီးတဲ့မော်ကောင်စီရဲ့နောက်ဆုံးအဖွဲ့ဝင်အဖိုးကိုမော်ဆရာကြီးနဲ့တွေ့ခဲ့ရပါတယ်။မော်ဆရာကြီးကသူဟာရုပ်ထုတွေထဲမှာပိတ်လောင်ထားတဲ့တေစင်နိုင်တဲ့အပြစ်9ပါးဆိုတဲ့မိစ္ဆာဆွမ်းအားတွေကိုစောက်ရှောက်နေတာလို့ရှင်းပြပါတယ်။ဒါပေမဲ့အခုတော့မော်ဆရာကြီးဟာအသက်ကြီးပြီးအားနည်းလာတာကြောင့်သူ့ရဲ့ဆွမ်းအားတွေကိုစက္ကန့်မဲ့စိတ်နှလုံးဖြူစင်တဲ့သူရဲကောင်းတစ်ယောက်ကိုရှာဖွေနေခဲ့တာပါ။မော်ဆရာကြီးဟာတက်ကိုစွမ်းအားတွေမပေးခင်မှာသူ့ကိုစမ်းသပ်ခဲ့ပါတယ်။အဲ့ဒီမိစ္ဆာရုပ်ထုတွေကတက်ကိုစကားလဲပြောပြီးအိုင်အော်စစ်ဆိုတဲ့မျက်လုံးကြောက်တုံးတုံးကိုယူဖို့တွေးဆောင်ခဲ့ကြပါတယ်။တက်တယောက်စိတ်မထိန်နိုင်ပဲအဲ့ဒီကြောက်တုံးကိုကန်ဖို့လှုပ်လိုက်တဲ့အချိန်မှာပဲမော်ဆရာကြီးကတားလိုက်ပါတယ်။အဲ့ဒီမှာတင်တက်ဟာစိတ်နှလုံးမဖြူစင်တဲ့အတွက်ဒီစွမ်းအားတွေနဲ့မထိုက်တန်ဘူးဆိုတာပေါ်သွားပါတော့တယ်။အဲ့ဒီနောက်မှာတော့မော်ဆရာကြီးကသူ့ရဲ့တောင်မွေးနဲ့မြေကြီးကိုရိုက်လိုက်ပြီးတက်ကိုလူလောကထဲပြန်ပို့လိုက်ပါတယ်။တက်ကအဲ့ဒီနေရာကိုပြန်သွားခြင်းလို့ကားပေါ်မှာအော်ဟစ်ငိုယိုနေတော့မှပဲအဖေဖြစ်သူကစိတ်တူပြီးသူ့ကိုအပြစ်တင်ခဲ့ပါတယ်။ရုံးရင်ဆန်ကဖြစ်ပြီးကားကိုထဲမရပဲလမ်းလေကောင်မှာရပ်သွားတဲ့အချိန်ပြစ်ကက်ကားတစ်စီးကသူတို့ကားကိုအရှိန်နဲ့ဝင်တိုက်လိုက်ပါတော့တယ်။တက်နဲ့သူ့အကိုတို့ကတော့အသက်ဘေးကလွန်မြောက်ခဲ့ပေမဲ့သူတို့အဖေကတော့ပြင်းပြင်းထန်ထန်ဒဏ်ရာရသွားခဲ့ပါတယ်။ဒီလိုနဲ့နှစ်ပေါင်းများစွာကြာသွားပြီးတဲ့နောက်အခုဖိလစ်ပင်းမြို့မှာတော်တော်လေတဲ့ဘီလီလို့ခေါ်တဲ့ကောင်လေးတစ်ယောက်ကိုတွေ့ရပါတယ်။ရဲတွေကိုဖုံးတုဆက်ပြီးလှည့်သားကရဲကားတွေကကွန်ပျူတာကိုတုံးဖို့ကြိုးစားနေခဲ့ပါတယ်။ဘီလီဘာရှာနေတာလဲဆိုတော့ဖိလစ်ပင်းမြို့မှာနေတဲ့ဘတ်ဆန်ဆိုတဲ့မျိုးနာမည်ရှိတဲ့အမျိုးသမီးတစ်ယောက်ကိုရှာဖွေနေခဲ့တာပါ။နောက်ဆုံးမှာတော့သူရှာနေတဲ့လိပ်စာတစ်ခုကိုရောက်သွားတဲ့အခါဘီလီဟာသူ့ရဲ့ငယ်ဘဝမှတ်တမ်းတွေကိုပြန်သတိရသွားခဲ့ပါတယ်။အဲ့ဒီအရာကတော့သူငငယ်တုန်းကသူ့အမေနဲ့တူကစားကွင်းတစ်ခုမှာပျော်ပျော်ရွှင်ရွှင်ကစားနေကြတော့သူ့အမေကဂိမ်းတစ်ခုမှာဆုရလို့သူ့ကိုတန်လက်အိမ်မြောင်လေးပါတဲ့တောကျိတ်လေးလက်ဆောင်ပေးခဲ့တဲ့ပုံရိပ်တွေကိုသူပြန်မြင်အောင်နေခဲ့တာပါဒါပေမဲ့ကစားကွင်းကနေအပြန်မှာတော့မထင်မှတ်ထားတာတခုဖြစ်ခဲ့ပါတယ်လူအုပ်ကြားထဲမှာဘီလီယာလူတစ်ယောက်နဲ့ဝင်တိုင်းမိပြီးသူ့ရဲ့တောကျိတ်လေးဟာပြုတ်ကျသွားခဲ့ပါတယ်တောကျိတ်ကိုကောက်ဖို့အတွက်အမေလက်ကိုခဏလွတ်လိုက်ပြီးပြန်လှည့်ကြည့်မှတော့သူ့အမေဟာလူအုပ်ထဲပျောက်ကွယ်သွားခဲ့ပါပြီဘီလီတယောက်အမေကိုပတ်ချလဲအောင်လိုက်ရှာခဲ့ပေမဲ့ဘယ်မှရှာမတွေ့တော့ပါဘူးနောက်ဆုံးမှာတော့လမ်းဘေးကအမျိုးသမီးတစ်ယောက်ကသူ့ကိုရဲလက်အပ်ပေးခဲ့ပြီးရဲတွေကလည်းသူ့အမေကိုအစွမ်းကုန်လိုက်ရှာပေးခဲ့ပေမဲ့ဘာသဲလွန်စားမှမရခဲ့ပါဘူးဒီလိုနဲ့နှစ်တွေအကြာကြီးဖြတ်တန်းလာခဲ့ပေမဲ့ဘီလီကတော့သူ့အမေကိုတနေ့နေ့မှပြန်တွေ့ရမယ်ဆိုတဲ့မျှော်လင့်ချက်နဲ့ဒီနေ့အထိလိုက်ရှာနေခဲ့ပါတယ်လက်ရှိအချိန်မှာတော့ဘီလီဟာသူရထားတဲ့လိပ်စာအတိုင်းအိမ်တိန်ရဲ့ဘဲကိုတီးလိုက်ပါတယ်အမျိုးသမီးတယောက်ထွက်လာခဲ့ပေမဲ့သူမကိုမြင်လိုက်ရုံနဲ့တင်သူ့အမေမဟုတ်မှန်းဘီလီတီးလိုက်ရလို့စိတ်ပြက်လက်ပြက်နဲ့ပြန်လဲထွက်လာခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲရဲတွေရောက်လာပြီးဘီလီကိုလူမှုဝန်ထမ်း Miss Global စီခေါ်သွားပါတော့တယ်။ဘီလီဟာလွန်ခဲ့တဲ့နှစ်ပတ်ကမှ Mr. ဘာတို့မွေးစားအိမ်ကနေထွက်ပြေးလာတာဖြစ်ပြီးဒီလိုထွက်ပြေးလာတာဟာပထမဦးဆုံးအချိန်လည်းမဟုတ်တော့ပါဘူး။သူဟာအများနဲ့ထွက်ပြေးတတ်တဲ့အကျင့်ကြောင့်အရင်မိသားစုကလည်းသူ့ကိုပြန်မခေါ်ချင်တော့ပဲအခုဆိုရင်ဘီလီဟာ9ခုမြောက်မွေးစားအိမ်တစ်ကိုပြောင်းရတော့မှာပါဘီလီရောက်သွားတဲ့အိမ်တစ်ကတော့ဗစ်တာနဲ့ရိုဇာလို့ခေါ်တဲ့ချင်းထားတဲ့ဇနီးမောင်နှံနှစ်ဦးရဲ့အိမ်ပဲဖြစ်ပါတယ်သူတို့ကိုယ်တိုင်ကလည်းမွေးစားအိမ်တွေမှာပဲကြီးပြင်းလာခဲ့ရတဲ့သူတွေမလို့ဘီလီရဲ့ခံစားချက်ကိုကောင်းကောင်းနားလည်ပေးခဲ့ကြပါတယ်အဲ့ဒီအိမ်မှာဘီလီလိုပဲမိဘမဲ့ကလေးတွေဖြစ်တဲ့မောင်နှမအစ်တွေနဲ့မိတ်ဆက်ပေးခဲ့ပါတယ်။အပေါ်တက်ကိုတက်သွားတဲ့အခါမှာတော့စကားနယ်ပြီးအေးအေးဆေးဆေးနေတတ်တဲ့ဖရက်ဒီတို့နဲ့တွေ့ခဲ့ရပါတယ်။ဖရက်ဒီကတော့ခြေထောက်မတန်လို့ဂျိုင်းထောက်နဲ့လမ်းလျှောက်နေခဲ့ရပေမဲ့စူပါဟီးရိုးတွေကိုတော့အသေးအတန်ဝါသနာပါသူဖြစ်ပါတယ်။သူပိုင်ဆိုင်တဲ့ပစ္စည်းတွေထဲမှာစူပါမန်ကိုပြစ်ခဲ့တဲ့ကြီးစံကွန်လေးကိုအမျက်တနိုးပစ္စည်းအဖြစ်ဘီလီကိုခုံယူတစ်တင်စွာနဲ့ပြသနေခဲ့ပါတယ်။အိမ်အစ်စ်ကိုလိုက်ကြည့်ပြီးတဲ့နောက်မှာတော့ဘီလီယာရေချိုးကန်းထဲကိုဝင်သွားပြီးသူ့အမေကိုရှာဖွေခဲ့တဲ့မှတ်တမ်းစာအုပ်လေးကိုအမိုင်ပုံနဲ့ပြစ်ချလိုက်ပါတယ်။နောက်တစ်နေ့ကြောက်တတ်တဲ့အခါမှာတော့ဒဲလာလေးကဘီလီရဲ့အနားကမခွာပဲကျောင်းရဲ့နေရာအနှံ့ကိုလိုက်ပြခဲ့ပါတယ်။တစ်ဖက်မှာလည်းသိပ္ပံပညာရှင်ဒေါက်တာဆာဗာနာကသူငယ်ငယ်တုန်းကကြုံခဲ့ရတဲ့ထူးဆန်းတဲ့အတွေ့အကြုံမျိုးရှိခဲ့ဘူးသူတွေကိုလိုက်လံသူတည်တနာပြုနေခဲ့ပါတယ်။သူဟာမေခွန်းဆိုတဲ့အမျိုးသမီးကိုအင်တာဗျူးတဲ့အခါမှာသူမဟာအဲ့ဒီနေ့ကပျောက်ကွယ်မသွားခင်ကဖုန်းထဲမှာဗီဒီယိုတစ်ခုရိုက်ထားခဲ့တယ်လို့ပြောခဲ့ပါတယ်။ဒေါက်တာဆာဗာနာကအဲ့ဒီဗီဒီယိုကိုကြည့်လိုက်တဲ့အခါမှာတော့အင်ကနိုင်ပေါ်မှာထူးဆန်းတဲ့တေဂေတာ9ခုဟာ
ပုံစံတစ်ခုအတိုင်းထက်ခါတလဲလဲပေါ်နေတာကိုတွေ့လိုက်ရပါတယ်။ဒါဟာဒေါက်တာဆာဗာနာအတွက်တော့နှစ်ပေါင်းများစွာရှာဖွေနေခဲ့တဲ့တကယ်လက်တွေ့သုတေသနမှတ်တမ်းပဲဖြစ်ပါတယ်။သူဟာစိတ်လှုပ်ရှားစွာနဲ့သူရုံးခန်းထဲကတကားပေါ်မှာအဲ့ဒီသင်္ကေတ9ခုကိုဗီဒီယိုထဲကအတိုင်းလိုက်ရင်းနေခဲ့ပါတယ်။သူ့ရဲ့လက်တွဲပေါ်မျိုးသမီးကတော့ဒါတွေကိုအထိပ္ပယ်မရှိဘူးလို့ပြောပြီးတကားကိုတွားကင်လိုက်တဲ့အချိန်မှာပဲသူမရဲ့ခန္ဓာကိုယ်ဟာမီးကျွန်းသွားပြီးစက္ကန့်ပိုင်းအတွင်းပြားအဖြစ်ပြောင်းလဲသွားပါတော့တယ်။ဒီလိုကြောက်စရာကောင်းတဲ့မြင်ကွင်းကတော့သူ့ရဲ့ဆန္ဒကိုမတားဆီးနိုင်ခဲ့ပါဘူး။သူတကားကိုဖွင့်လိုက်တဲ့အခါမှာတော့နှစ်ပေါင်းများစွာရှာဖွေနေခဲ့တဲ့မော်ဆရာကြီးရဲ့လက်ဝဲကဘာကိုရှာတွေ့သွားပါတော့တယ်။သူကူထဲကိုခြေချလိုက်တာနဲ့လူလောကထဲကနေပျောက်ကွယ်သွားပြီးမော်ဆရာကြီးနဲ့ပြန်တွေ့ခဲ့ပါတယ်။မော်ဆရာကြီးကတော့တစ်ချိန်ကစမ်းသပ်မှုကိုကြာရှုံးခဲ့တဲ့ဒီကောင်လေးကိုချက်ချင်းပဲမှတ်မိနေခဲ့ပါတယ်။အခုဆိုရင်အရွယ်ရောက်လာပြီဖြစ်တဲ့ဆာဗာနာဟာမော်ဆရာကြီးရဲ့လက်ဝဲကဘာတွေကိုပြန်ရောက်လာပြီးအိုင်အော့စစ်ဆိုတဲ့မျက်လုံးကြောက်တုံးစီကိုတန်တန်မတ်မတ်ရှောက်သွားခဲ့ပါတယ်။ဆာဗာနာဟာကြောက်တုံးကိုကန်လိုက်တာနဲ့ရုပ်ထုတွေထဲမှာပိတ်လောင်ထားတဲ့တေးစေနိုင်တဲ့အပြစ်9ပါးမိစ္ဆာတွေဟာလွတ်မြောက်လာပြီးဆာဗာနာရဲ့ညာဘက်မျက်လုံးထဲကိုဝင်ရောက်ပူးကက်သွားပါတော့တယ်။မော်ဆရာကြီးကသူ့ရဲ့မော်ဆွမ်းအားနဲ့ပြန်တိုက်ခဲ့ပေမဲ့ဆာဗာနာကအဲ့ဒီမော်ဆွမ်းအားကိုပဲတဖန်ပြန်သုံးပြီးတိုက်ခိုက်ခဲ့လို့မော်ဆရာကြီးဟာအားရင်ကုန်ခန်းပြီးလဲကျသွားခဲ့ပါတော့တယ်။တစ်ဖက်မှာတော့ဘီလီဟာကျောင်းမှာသူ့ရဲ့မောင်နှမတွေဖြစ်တဲ့ဖရက်ဒီဟာကားတိုက်ခံရလို့နေပါဖြစ်ခဲ့ရုံနဲ့မကဘရူကီရဲ့ဦးဆောင်တဲ့လူမတစုရဲ့ဝိုင်းအောင်နှိပ်စက်ခြင်းကိုလည်းခံနေခဲ့ပါတယ်။မာရီနဲ့ဒဲလာတို့ကဘလို့ပဲတောင်းပန်သူတို့ကမယနာခဲ့ကြပါဘူး။အဲ့ဒါကြောင့်နောက်ဆုံးမှာတော့ဘီလီယာဝင်ပါလိုက်ရပြီးဖရက်ဒီရဲ့ဂျိုင်းနောက်ကိုယူကလူမိုက်တွေကိုပြန်တိုက်ခဲ့ပါတယ်။လူမိုက်တွေအားလုံးဟာဘီလီကိုပဲဝိုင်းလိုက်ကြပါတော့တယ်။ဘီလီဟာလမ်းမတွေထက်မှာအစွမ်းကုန်ပြေးရင်ယထာဘူတာတဲကိုရောက်သွားပြီးယထာဘော်ကိုအချိန်မီခုန်တက်နိုင်ခဲ့ပါတယ်။ဒါပေမဲ့ယထာဘော်မှာထူးဆန်းတာတွေဖြစ်လာပြီးယထာတွင်းမှာကနန်းအစွမ်းတွေပေါ်လာကလူတွေအားလုံးပျောက်ကွယ်သွားသလိုယထာမှန်တွေလည်းရေခဲရိုက်ကုန်ပါတယ်။ယထာရက်သွားလို့တကားဖွင့်ကြည့်လိုက်တဲ့အခါမှာတော့သူဟာမျိုးထဲမှာမဟုတ်တော့ပဲမှောင်မဲနေတဲ့ခုကြီးတစ်ခုတည်းကိုရောက်နေခဲ့ပါတယ်။ဘီလီတယောက်ကြောက်ကြောက်လန့်လန့်နဲ့ဂူထဲကိုရှောက်သွားရင်မော်ဆရာကြီးနဲ့တွေ့ခဲ့ပါတယ်။မော်ဆရာကြီးကဒီနေရာဟာလွန်ခဲ့တဲ့နှစ်ပေါင်းထောင်ကြီးကမော်ဆရာတွေစတင်ခဲ့တဲ့နေရာဖြစ်ကြောင်းရှင်းပြခဲ့ပါတယ်။မော်ဆရာကြီးမှာအချိန်မရှိတော့တာကြောင့်ဘီလီကိုပဲစွမ်းအားတွေလဲပေးဖို့ဆုံးဖြတ်လိုက်ပါတယ်။သူကဘီလီကိုတောင်မွေးကိုကန်ပြီးသူ့ရဲ့နာမည်ကိုရုပ်ခိုင်းလိုက်ပါတယ်။ဘီလီဟာတွန်းဆုံနေခဲ့ပေမဲ့နောက်ဆုံးမှာရှက်စမ်းလို့អော်လိုက်တဲ့အခါမိုးကြိုးတွေပြစ်ချလာပြီးတာမန်ကောင်လေးဘွားကနေအရက်ရှည်ရှည်ကြွက်သားပလားတွေနဲ့စူပါဟီးရိုးကြီးဖြစ်သွားပါတော့တယ်။အဲ့ဒီအချိန်မှာပဲမော်ဆရာကြီးဟာသူ့ရဲ့နောက်ဆုံးစွမ်းအားကိုတုံးပြီးပြအဖြစ်ပျောက်ကွယ်သွားခဲ့ပါတယ်။ဘီလီတယောက်မြေရောက်ရထားပေါ်မှာသူ့ကိုယ်သူပြန်ကြည့်ပြီးအံ့ဩမှန်တမ်းနေခဲ့ပါတယ်။ရထားပေါ်ကဆင်းလာတဲ့အခါလူတွေကသူ့ရဲ့ထူးဆန်းတဲ့ဝတ်စုံကြီးကိုဝိုင်းကြည့်နေခဲ့ကြပါတယ်။အဲ့ဒီညမှာရိုဇာကဘီလီကျောင်းကပြန်မလာသေးလို့ထပ်ပြီးထွက်ပြေးသွားပြီလားဆိုပြီးစိတ်ပူနေခဲ့ပါတယ်။အဲ့ဒီအချိန်မှာဖရက်ဒီကမိဖို့ကျောင်းမှာပကံဆင်းနေတော့ရှက်စမ်းကြီးပေါ်လာပြီးသူဟာတကယ်တော့ဘီလီဖြစ်ကြောင်းပြောပြနေခဲ့ပါတယ်။ဖရက်ဒီကအစမှမယုံခဲ့ပေမဲ့စကားပြောကြည့်လိုက်တဲ့အခါမှာတော့တကယ်ဖြစ်နေလို့စူပါဟီးရိုးဝါသနာအိုဖရက်ဒီတယောက်အရန်ကိုစိတ်လှုပ်ရှားသွားခဲ့ပါတယ်။သူတို့နှစ်ယောက်ဘီလီရဲ့စွမ်းအားတွေကိုစမ်းသပ်ကြည့်လိုက်တဲ့အခါမှာပြန်တမ်းမှုစူးစမ်းခဲ့ပေမဲ့မအောင်မြင်ခဲ့ပါဘူး။ဒါပေမဲ့ဘီလီဟာသူ့လက်ကနေမိုးကြိုးတွေပြစ်ထုတ်လိုက်တဲ့အခါမှာတော့ထိတ်ချုံမှုလွဲချော်သွားပြီးတရက်ကွက်လုံးကိုမီးပြတ်သွားအောင်လုံးမိသွားပါတယ်။အဲ့ဒီနောက်မှာတော့သူတို့ဟာလူသူမရှိတဲ့နေရာကိုတွားပြီးဆက်ပြီးစမ်းသပ်ခဲ့ကြပါတယ်။အဲ့ဒီမှာမျိုးသမီးတယောက်ရဲ့အော်တန်ကိုကြားလိုက်ရလို့ဘီလီကတောကူညီရင်းနဲ့သူ့မှာအရှိန်အုပ်ပင်းနဲ့အမြန်ဆုံးရှိနေတာကိုသိသွားခဲ့ပါတယ်။သူဟာတိုက်ခိုက်သူတွေကိုလက်ရက်တဲ့ပြက်လဲကြောင်အောင်လုံးနိုင်ခဲ့ပေမဲ့တကယ်လက်တွေမှာတော့အဲ့ဒီအမျိုးသမီးဟာငရုတ်ကောင်းစပရေးနဲ့ခုခံပြီးသားဖြစ်နေခဲ့ပါတယ်။ဘီလီကစွမ်းအားတွေကိုမထိန်းနိုင်ပဲတခိုးကိုဝေးကြီးလွတ်ထွက်သွားအောင်ပြစ်ပေါက်မိလိုက်လို့အဲ့ဒီအမျိုးသမီးကကြောက်လန့်တကြားနဲ့သူ့ကိုပါပတ်စံတွေပေးပြီးထွက်ပြေးသွားပါတော့တယ်။ဒီပတ်စံတွေရသွားတဲ့ဘီလီနဲ့ဖရက်ဒီတို့ကတော့ဘီလီဟာအသက်30ကျော်လူကြီးပုံစံဖြစ်နေတာကိုအခွင့်ကောင်းယူပြီးဘီယာသွားဝယ်ဖို့ဆိုင်နဲ့ဝင်သွားခဲ့ကြပါတယ်။အဲ့ဒီအချိန်မှာပဲဓမြနှစ်ယောက်ဆိုင်ထဲကိုဝင်လာခဲ့ပြီးဘီလီဟာလည်းသူရဲကောင်းပြီးသူတို့ကိုတားဆီးဖို့ရှေ့ကိုထွက်လာခဲ့ပါတယ်။ဓမြတစ်ယောက်ဟာဘီလီကိုတနက်နဲ့ပြစ်လိုက်ပေမဲ့ဘာမှမဖြစ်ပဲကြီးစံဟာလွတ်ထွက်သွားခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ဘီလီဟာဓမြတွေကိုစာမြင်ကိုလွယ်လွယ်ကူကူပဲလွှင့်ပစ်လိုက်ပါတယ်။သူဟာဆုလက်အနေနဲ့ဘီယာချို့ယူခဲ့ပေမဲ့တောက်ကြည့်တဲ့အခါအရသာမရှိတာကြောင့်ပြန်ပေးခဲ့ပြီးမုံတဲ့အချိုးတွေကိုပဲဝယ်ခဲ့ကြပါတယ်။အိမ်ပြန်ရောက်တဲ့အခါမှာတော့သူတို့နှစ်ယောက်တိတ်တိတ်လေးခိုးဝင်ဖို့ကြိုးစားခဲ့ကြပါတယ်။ဒါပေမဲ့ဗီတာနဲ့ရိုဇာတို့ကအဲကမ်းမှာရှိနေတော့မို့အပေါ်တက်ကိုအမြန်တက်ခဲ့ကြပါတယ်။သူတို့ဒဲလာရဲ့အခန်းထဲကိုရောက်သွားတဲ့အခါမှာတော့ဒဲလာနိုးလာပြီးဘီလီယာစူပါဟီးရိုးဖြစ်နေတာကိုမြင်သွားပါတော့တယ်။ဘီလီကရှင်းပြဖို့ကြိုးစားရင်းနဲ့ရှက်စမ်းဆိုတဲ့စကားလုံးကိုမတော်စာပြောမိလိုက်တဲ့အခါမှာတော့ချက်ချင်းပဲတမန်ကလေးဘွားကိုပြန်ရောက်သွားခဲ့ပါတယ်။အဲ့ဒီတော့မှသူဟာစွမ်းအားတွေဘလို့လှုပ်လှုပ်တယ်ဆိုတာကိုနားလည်သွားပြီးဒဲလာကလည်းဒီလက်ဝက်ချက်ကိုထိမ့်သိမ့်ပေးမယ်လို့ကတိပေးလိုက်ပါတယ်
နောက်တစ်နေ့မနက်မှာတော့အခုအခါဒေါက်တာဆာဖာနာဖြစ်နေတဲ့တပ်ဟာသူ့အဖေရဲ့ကုမ္ပဏီကိုတွားခဲ့ပါတယ်။သူဟာအစည်းအဝေးခန်းမတဲ့ကိုတရမတ်ဝင်သွားပြီးလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကကားအက်ဆီဒန့်အကြောင်းကိုပြောပြခဲ့ပါတယ်။အဲ့ဒီနေ့ကစပြီးသူ့အဖေဟာဘိန်းနဲ့ကလထိုင်နဲ့ဖြစ်သွားခဲ့ရတယ်လို့တပ်ပြောတဲ့မော်ဇလန်ကိုလည်းဘယ်သူမှမယုံခဲ့ကြပါဘူး။သူဟာသူ့အကိုဖြစ်သူကိုဗရင်ပေါက်ကနေအဝေးကြီးကိုလွတ်ထွက်သွားအောင်ပြစ်ပေါက်လိုက်ပြီးတေးစင်နိုင်တဲ့အပြစ်9ပါးမိစ္ဆာတွေကိုစိတ်ခိုင်းကအခန်းထဲကလူတွေကိုရဲရဲဆက်ဆက်တပ်ဖြတ်ခိုင်းပါတော့တယ်။သူ့အဖေတယောက်ပဲအသက်ရှင်ကျန်ခဲ့ပြီးအားလုံးသေဆုံးသွားတာကိုထိုင်ကြည့်နေရပါတယ်။သူ့အဖေဟာအသက်ချမ်းသာပေးဖို့တောင်းပန်နေခဲ့ပေမဲ့တက်ကတော့ဂရုမစိုက်ခဲ့ပါဘူး။သူ့အဖေရဲ့အကြီးမားသောအပြစ်ဟာလောဘဖြစ်တယ်လို့ယုံကြည်တာကြောင့်လောဘမိစ္ဆာကိုသူ့အဖေကိုတက်ခိုင်းလိုက်ပါတယ်။အကြောင်းမှာတော့လူမိုက်တွေကဖရက်ဒီကိုထပ်ပြီးအနိုင်ကျင့်ဖို့ရောက်လာခဲ့ကြပါတယ်။ဒါပေမဲ့သူတို့ကားပေါ်ကဆင်းလိုက်တာနဲ့ကားကြီးကရုတ်တရက်ပျောက်သွားပြီးစက္ကန့်ပိုင်းအတွင်းမှာပဲကောင်းကင်ဘော်ကနေပြန်ကျလာခဲ့ပါတော့တယ်။ဖရက်ဒီကတော့ဓာတ်တွေကိုသူ့အုပ်ထုပ်မှာတက်ထားတဲ့ကင်မရာနဲ့အကုန်ရိုက်ထားလိုက်ပါတယ်။အဲ့ဒီနေ့လယ်မှာဘီလီနဲ့ဖရက်ဒီတို့ဟာစွမ်းအားတွေကိုထပ်မံစမ်းသပ်ကြပြီးဖရက်ဒီကဓာတ်တွေကိုအွန်လိုင်းပေါ်တင်လိုက်တဲ့အခါမှာတော့ကြီးစုသူတန်းပေါင်းများစွာနဲ့နာမည်ကြီးသွားပါတော့တယ်။ဘီလီဟာအရင်လိုပေါင်းမနေတော့ပဲလူတွေရဲ့အာရုံစိုက်မှုကိုပျော်ပျော်ကြီးခံယူနေခဲ့ပါတယ်။သူဟာလူတွေရဲ့ဖုန်းတွေကိုလက်ရက်စစ်နဲ့အခမဲ့အားသွင်းပေးတာမေးတဲ့ကဆက်တွေကနေအချိုရည်တွေပတ်စံတွေကိုစွမ်းအားသုံးပြီးအလကားယူတာမျိုးတွေလုပ်ပြီးပျော်ပါနေခဲ့ပါတယ်။ဒါပေမဲ့အเจ้าမှာတော့ဖရက်ဒီအတက်အခြေအနေတွေကစိုးနေတော့မှာပဲ။လူမိုက်တွေကသူ့ကိုဆက်နှောက်ရှက်နေလို့ဖရက်ဒီကငါးတငယ်ချင်းရှက်သန်းကိုခေါ်လိုက်မှတော့လို့တတိပေးလိုက်ပါတယ်။လူမိုက်တွေကမယုံမဲ့လှောင်ပြောင်တာကြောင့်ဖရက်ဒီကမနှက်ပြန်နေလေစာစားချိန်မှာရှက်စန်းချောင်းကိုလာလိုက်မယ်လို့စိန်ခေါ်လိုက်ပါတယ်။အကယ်၍ဘီလီသားမရောက်လာခဲ့ရင်ဖရက်ဒီတယောက်ဒုက္ခရောက်တော့မှာပါ။နောက်တစ်နေ့မှာတော့ဘီလီကကြောက်ထပ်ဖို့ညှင်းဆန်ပြီးပန်းချန်ထဲမှာပြိသက်တွေနဲ့ဆဖီယာရဲ့အချိန်ဖြုံးနေခဲ့ပါတယ်။အဲ့ဒီမှာလန်ကူးနေတဲ့မယ်ရီကိုကားတိုက်တော့မဲ့အနေရကနေရှက်စန်းကဝင်ခဲ့လိုက်ပါတယ်။မယ်ရီကသူမတခြားနယ်ကတက္ကသိုလ်တစ်ခုမှာကြောက်တက်ခွင့်ရခဲ့ပေမဲ့မိသားစုကိုခွင့်မသွားခြင်းတဲ့အကြောင်းပြောပြနေခဲ့ပါတယ်။ရှက်စန်းကတခါတလေကြာရင်ကိုယ့်အတွက်ကိုလည်းစဉ်းစားရတယ်လို့ပြန်ပြောလိုက်တဲ့အခါမယ်ရီကတန်တရားဝင်သွားပါတယ်။အဲ့မှာဘီလီဟာလူအုပ်ကြီးရှေ့မှာသူ့ရဲ့ဘိုးချိုးဆန်းအားတွေကိုပြသနေတော့ဖရက်ဒီရောက်လာပြီးဒေါသတကြီးနဲ့ရန်တွေ့ပါတော့တယ်။ဖရက်ဒီကဂရီအတိုင်းအကြောင်းကိုရောက်မလာခဲ့လို့လူမိုက်တွေရဲ့အနိုင်ကျင့်ခြင်းကိုခံရတဲ့အကြောင်းကိုဖရက်ဒီကစိတ်ဆိုးမှန်ဆိုးနဲ့ပြောပြနေပါတော့တယ်။ဒါပေမဲ့ဘီလီကဖရက်ဒီရဲ့စကားကိုဂရုမစိုက်ပဲလူတွေရဲ့ရွှေ့မှာပဲစွမ်းအားတွေကိုဆက်လက်ပြသနေခဲ့ပါတယ်။ဒါပေမဲ့မထင်မှတ်ဖဲသူပြစ်လိုက်တဲ့မိုးကြိုးတစ်ခုကလမ်းမပေါ်ကဘတ်စကားတစ်ခုကိုသွားမှန်ခဲ့ပါတယ်။ဘတ်စကားကထိမရတော့ပဲတရားပေါ်ကနေပြုတ်ကျလူနီးပါချိတ်ဆွဲနေပြီးခရီးသည်တွေဟာလည်းအသက်အန္တရာယ်နဲ့ရင်ဆိုင်နေခဲ့ရပါတယ်။အချိန်တွေဆိုးဝါးသွားတာကိုမြင်မှဘီလီလည်းအလေးနဲ့ထားပြီးကတင်ဖို့ကြိုးစားခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲသူဟာပထမအဦးဆုံးအချိန်ပြန်တန်းနိုင်သွားပြီးဘတ်စကားကိုပြုတ်ကျမသွားအောင်ဆွဲကုန်မှပြီးကတင်နိုင်ခဲ့ပါတယ်။အားလုံးဘေးကင်းသွားလို့လူတွေကသူ့ကိုသူရဲကောင်းကြီးအဖြစ်ပို့ပြီးချီးကျူးလာခဲ့ကြပါတယ်။ဒါပေမဲ့လူတွေအားလုံးထွက်သွားတဲ့အခါဖရက်ဒီကဘီလီကိုရန်တွေ့နေခဲ့ပါတယ်။ဒီစွမ်းအားတွေကမင်းကိုအတ္တကြည့်ပြီးတငယ်ချင်းကောင်းမဟုတ်ကြောင်းပြောင်းလဲပစ်လိုက်ပြီလို့ပြောပြီးစိတ်ပြက်လက်ပြက်နဲ့ထွက်သွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲတကယ်လူဆိုးကြီးဒေါက်တာဆေဗာနာပေါ်လာခဲ့ပါတယ်။သူကရှက်ဆန်းကိုစွမ်းအားတွေပေးမလားဒါမှမဟုတ်အသေးခံမလားလို့ရွေးချယ်ခိုင်းပါတယ်။ဘီလီကစကားကိုဖြောင်းဖြဖို့ကြိုးစားခဲ့ပေမဲ့ဆာဗာနာကသူ့ကိုအရှိန်နဲ့ထိုးချိန်ပြီးကောင်းကင်ပေါ်ဆွဲခေါ်သွားခဲ့ပါတယ်။ကောင်းကင်ပေါ်ကနေအပြစ်ချခံရတဲ့အချိန်မှာဘီလီယာအသက်လူပြီးပြန်တန်းဖို့ထက်ကြိုးစားရကနေအောင်မြင်သွားခဲ့ပါတယ်။ဒါပေမဲ့သူကပျော်လွန်းလို့သတိမထားမိပဲကွန်တေကားတစ်စီးနဲ့ဝင်တိုက်မိသွားခဲ့ပါတယ်။ဆာဗာနာကသူ့ကိုတမျိုးလုံးနဲ့လိုက်လံတိုက်ခိုက်လို့အဆောက်အဦတွေပျက်စီးပြီးရိုးရင်းဆန်ခတ်တွေဖြစ်ကုန်ပါတယ်။နောက်ဆုံးမှာတော့ဘီလီယာဝစ်ဆိုင်တစ်ခုတည်းကအဝယ်လဲကန်းတစ်ခုမှာပုံအောင်နေရင်အကြံထုတ်နေခဲ့ရပါတယ်။ဒါပေမဲ့ဆာဗာနာကလိုက်လာပြီးကစားစရာဆိုင်တဲ့အထိတိုက်ပွဲတွေကဆက်ဖြစ်နေခဲ့ပါတယ်။ဘီလီယာဒီလီဆိုးကြီးကိုမရှင်နိုင်မှန်းတည်သွားတဲ့အတွက်ထွက်ပြေးဖို့ကြိုးစားပေမဲ့ဆာဗာနာကမိုးကြိုးတွေနဲ့ပြန်တိုက်နေခဲ့ပါတယ်။မော်ဒယ်ကလူတွေကြောက်လန့်ကြထွက်ပြေးနေတော့ဘီလီကကလေးဘွားကိုအမြန်ပြောင်းပြီးလူမသိအောင်ထွက်ပြေးခဲ့ပါတယ်။တစ်ဖက်မှာလည်းဖရက်ဒီကဘီလီကိုစိတ်ပူပြီးလိုက်ရှာနေရင်ဆာဗာနာရဲ့ဖန်ဆီးခြင်းကိုခံလိုက်ရပါတယ်။ဆာဗာနာကဖရက်ဒီကိုရှက်ဆန်းဘက်မှာလဲဆိုပြီးအတင်းကျပ်မေးမြန်းနေခဲ့ပါတယ်။ဘီလီတယောက်ဒဏ်ရာတွေနဲ့အိမ်ပြန်ရောက်တဲ့အခါမွေးစားမိဘတွေကသူ့ကိုပြုစုပေးခဲ့ကြပါတယ်။အဲ့ဒီအချိန်မှာ TV သတင်းထဲမှာဖရက်ဒီနဲ့ရှက်ဆန်းတို့အကြောင်းပါလာတာကြောင့်မောင်နှမတွေအားလုံးအမှန်တရားကိုသိသွားကြပါတယ်။မယ်ရီကဘီလီယာရှက်ဆန်းမဲဆိုတာကိုနားလည်သွားသလိုဒဲလာလည်းလက်ဝက်ချက်ကိုသူမကိုယ်တိုင်မပြောပြလဲရလို့စိတ်သက်သာရာရသွားခဲ့ပါတယ်။မွေးသားမိဘတွေကအခန်းထဲကထွက်သွားတဲ့အခါကလေးတွေဟာဘီလီစီကိုရောက်လာကြပြီးသူတို့အကုန်တီကြောင်ပြောပြနေခဲ့ပါတယ်။ပြီးတော့အကူကသတင်းကောင်းတစ်ခုပေးခဲ့ပါတယ်။ပက်ထရိုကအမိုက်ပုံးထဲကနေကောက်ရခဲ့တဲ့ဘီလီရဲ့မှတ်တမ်းစာအုပ်ကိုသုံးပြီးဘီလီရဲ့အမေရင်းရဲ့လိပ်စာကိုရှော့တီသွားခဲ့ပါတယ်။ဘီလီလည်းချက်ချင်းပဲအဲ့ဒီလိပ်စာစီကိုတွားခဲ့ပေမဲ့သူ့အိမ်တကားကိုခောက်လိုက်တဲ့အခါမက်ဂလင်ဘတ်စတွန်ဆိုတဲ့မျိုးသမီးထွက်လာခဲ့ပေမဲ့သူမဟာဘီလီကိုမမှတ်မိခဲ့ပါဘူး။ဘီလီကကျွန်တော်အမေသားပါလို့ပြောပြီးဖတ်ဖို့ကြိုးစားခဲ့ပေမဲ့သူမဟာတုံ့ထုတ်ခဲ့ပါတယ်။နောက်ဆုံးမှာတော့စိတ်မကောင်းစရာအမှန်တရားတစ်ခုကပေါ်ပေါက်လာခဲ့ပြီးအဲ့ဒီတုန်းကဘီလီပျောက်သွားတဲ့အခါသူမကရဲစခန်းမှာပြန်တွေ့ခဲ့ပါတယ်။အဲ့ဒီအချိန်တုန်းကသူမဟာအသက်18နှစ်ပဲရှိသေးပြီးဘီလီကိုမကြွေးမွေးနိုင်တာကြောင့်ပိုကောင်းတဲ့မိသားစုစီရောက်သွားပါစေဆိုတဲ့စိတ်နဲ့ဘီလီကိုရဲစခန်းမှာထားခဲ့တာပါ။ဒီစကားကိုကြားလိုက်ရတဲ့ဘီလီဟာအယံဝမ်းနေသွားပြီးသူ့ရဲ့တောချိတ်လေးကိုပြန်ပေးကကျွန်တော်အိမ်ပြန်ဖို့လိုပြီလို့ပြောပြီးထွက်သွားခဲ့ပါတယ်
အပြန်လမ်းမှာတော့ Freddy ရဲ့ဖုန်းကနေဖုန်းဝင်လာခဲ့ပေမဲ့တစ်ဖက်ကပြောနေတာကတော့ဆာဗာနာဖြစ်နေခဲ့ပါတယ်။ဆာဗာနာကသူ့ရဲ့မောင်နှမတွေကိုဖမ်းထားပြီးဘီလီကိုအိမ်ပြန်လာဖို့ချိန်ချောင်နေခဲ့ပါတယ်။ဘီလီလည်းရှက်ဆန်းအဖြစ်ပြောင်းလဲပြီးအမြန်ပြန်လာခဲ့ပါတယ်။ဆာဗာနာကသူ့ကို Ross of Anacity ကူကြီးတဲကိုခေါ်သွားပြီးစွမ်းအားတွေလွှဲပေးဖို့တောင်းဆိုခဲ့ပါတယ်။ဆာဗာနာရဲ့ကိုယ်ထဲကနေမိစ္ဆာ9ပါထွက်လာတဲ့အချိန်ရုတ်တရက်တယောက်ကသူ့ကိုလက်နက်နဲ့လှမ်းပစ်လိုက်ပါတယ်။ကြည့်လိုက်တော့ဘီလီရဲ့မောင်နှမတွေကသူ့ကိုကူညီဖို့ဂူထဲထိလိုက်လာခဲ့ကြတာပါမိစ္ဆာတွေဟာဆာဗာနာရဲ့ကိုယ်ထဲကနေထွက်သွားတဲ့အချိန်မှာသူဟာအားနေသွားတာကိုဘီလီတတိထားမိလိုက်ပါတယ်ဒါကြောင့်မိစ္ဆာတွေကိုယ်ထဲပြန်ဝင်ခင်ဘီလီကအပိုင်တိုက်ခိုက်လိုက်လို့ဆာဗာနာဒဏ်ရာရသွားခဲ့ပါတယ်သူတို့မောင်နှမတွေအကုန်လုံးထွက်ပြေးဖို့ကြိုးစားခဲ့ကြပေမဲ့ဂူထဲမှာလမ်းပြောင်းနေခဲ့ပါတယ်အဂူနဲ့ဘက်ထရီတို့ကတကားကိုစမ်းပွင့်ကြည့်ရမှာလဲကြောက်စရာကောင်းတဲ့တရဝါကြီးတွေနဲ့ပဲတိုးနေခဲ့တာပါအဲ့ဒီအချိန်မှာဘီလီကသူပထမအဆုံးရောက်လာခဲ့တဲ့အချိန်တုန်းကဟုတ်ခဲ့တယ်လို့မျိုးထပ်လုပ်ကြည့်ခဲ့ပါတယ်ဒါနဲ့ပဲသူတို့အားလုံးနိုက်ကလပ်တစ်ခုတည်းကိုရောက်သွားခဲ့ပေမဲ့ဆာဗာနာကနောက်ကနေထက်ချက်မကွာလိုက်လာခဲ့ပြန်ပါတယ်ဘီလီကလူအုပ်ကြားထဲပုံလို့ရအောင်သူ့မောင်နှမတွေကိုကစားကွင်းထဲခေါ်သွားခဲ့ပါတယ်ဒါပေမဲ့သူတခုမေ့နေတာကသူ့အသွင်ပြောင်းတိုင်းကောင်းကင်ကနေမိုးကြိုပစ်ကြတာဟာသူ့ရဲ့တီနီယာကိုဖော်ပြတယ်လို့ဖြစ်နေခဲ့တာပါဆာဗာနာကဘီလီကိုထွက်လာအောင်ကျောင်းကလူမိုက်တွေပိတ်မိနေတဲ့ခြားရက်ကြီးကိုတော့သူကပြစ်မှတ်ထားတိုက်ခိုက်ခဲ့ပါတယ်ဘီလီလည်းမတက်တာတော့ပဲရှက်ဆန်းအဖြစ်ပြောင်းလဲပြီးရင်ဆိုင်ရပါတော့တယ်ဒီမိစ္ဆာတွေကဆာဗာနာရဲ့စွမ်းအားရည်မြစ်တွေဖြစ်ပြီးမယ်ရီကလည်းဒီမိစ္ဆာတွေကိုဆာဗာနာရဲ့ကိုယ်ထဲကနေထွက်လာအောင်လုပ်နိုင်ရင်သူအားနေသွားလိမ့်မယ်ဆိုတဲ့အကြံကောင်းတစ်ခုပေးခဲ့ပါတယ်သူတို့ရဲ့စီစဉ်အတိုင်းမိစ္ဆာတွေအပြင်ထွက်လာတဲ့အခါမှာတော့ကစားကွင်းတစ်ခုလုံးရုံးရင်ဆန်ခတ်တွေဖြစ်ကုန်ပါတယ်ရှက်ဆန်းကမိစ္ဆာတစ်ကောင်ကိုတိုက်ခိုက်ခဲ့ပေမဲ့အဲ့ဒီမိစ္ဆာကမီးခုံးငွေအဖြစ်ပြောင်းလဲသွားနိုင်လို့ဘလို့မှတိုက်လို့မရပဲပြန်လဲအပြစ်ခံလိုက်ရပါတယ်ဘီလီတယောက်ထွက်ပြေးဖို့အတွက်တာမန်ကလေးဘဝပြန်ပြောင်းလိုက်ပေမဲ့ရေခဲပြင်အိုင်နဲ့ချော်လဲကျသွားခဲ့ပါတယ်။ဆာဗာနာကသူ့ကိုရင်းနစ်တက်ဖို့ကြိုးစားနေတော့မယ်ရီကတနက်နဲ့လှမ်းပစ်လိုက်လို့ဘီလီတယောက်အသွင်ပြောင်းဖို့အချိန်ရသွားခဲ့ပါတယ်။ဒါပေမဲ့ဆာဗာနာကဘီလီရဲ့မောင်နှမတွေကိုဖမ်းဆီးလိုက်ပြီးဒဲလာလေးကိုအနေပြုဖို့ကြိုးစားတဲ့အချိန်မှာတော့ဘီလီတယောက်လက်နက်ချဖို့ဆုံးဖြတ်လိုက်ပါတယ်။သူဟာဒူးကိုထောက်လိုက်ပြီးတောင်မွေးကိုကန်လိုက်တဲ့အချိန်မှာမိစ္ဆာတွေအားလုံးဆာဗာနာကိုလည်းပြောင်းဝင်သွားခဲ့ပါတယ်။အဲ့ဒီအရာဟာဘီလီအတွက်အခွင့်အရေးကောင်းတစ်ခုဖြစ်သွားခဲ့ပြီးဘီလီဟာတောင်မွေးကိုကန်ပြီးသူ့ရဲ့စွမ်းအားတွေကိုမောင်နှမတွေအားလုံးကိုမျှဝေလိုက်ပါတယ်။သူတို့အားလုံးရှက်ဆန်းလို့ဗျာဒီអော်လိုက်တဲ့အချိန်မှာအားလုံးဟာစူပါဟီးရိုးတွေအဖြစ်ပြောင်းလဲသွားပါတော့တယ်။အခုတော့ဟီးရိုးတယောက်တည်းမဟုတ်တော့ပဲအဖွဲ့လိုက်ဖြစ်သွားခဲ့ပါပြီ။အားလုံးစုပေါင်းကမိစ္ဆာတွေကိုတိုက်ခိုက်ခဲ့ကြပါတယ်။ဒဲလာကသူ့ရဲ့အမြန်နှုံးနဲ့လူတွေကိုကယ်ထုတ်တယ်။ပထိုကသူ့ရဲ့ခွန်အားနဲ့ခြားရက်ကြီးကိုထင်းပေးခဲ့တယ်လို့ဖရက်ဒီကလည်းသူ့ကိုအမြဲတမ်းကျင်းခဲ့တဲ့လူမိုက်တွေကိုဘေးကင်းနဲ့ကယ်တင်ပေးခဲ့ပါတယ်။အဓိကတိုက်ပွဲမှာတော့ဘီလီကာဆာဗာနာရဲ့ကိုယ်ထဲမှာမနာလိုခြင်းလို့ခေါ်တဲ့မိစ္ဆာတစ်ကောင်ပဲကျန်တော့တာကိုသတိထားမိသွားပါတယ်။ဒါကြောင့်သူဟာရန်စာစကားတွေပြောပြီးစွာပေးလိုက်တဲ့အခါအဲ့ဒီမိစ္ဆာကဒေါသထွက်ပြီးအပြင်ကိုထွက်လာပါတော့တယ်။အဲ့ဒီမှာတွင်ဆာဗာနာဟာစွမ်းအားလုံးကိုဆုံးရှုံးသွားပြီးပြန်တန်းလို့တော့မရတော့ပါဘူး။ဘီလီကအဲ့ဒီနောက်ဆုံးမိစ္ဆာကိုမိုးချိုးနဲ့အပြက်ရှင်းပစ်လိုက်ပြီးမြေပြင်ပေါ်ပြုတ်ကျတော့မဲ့ဆာဗာနာကိုလည်းကတင်ပေးခဲ့ပါတယ်။နောက်ဆုံးမှာတော့ဘီလီကဆာဗာနာရဲ့မျက်လုံးထဲကအိုင်ဝါဆင်းကိုဖယ်ထုတ်လိုက်ပြီးမိစ္ဆာအားလုံးပျောက်ကွယ်သွားပါတော့တယ်။အဖြစ်ပြက်တွေပြီးမှတော့မိစ္ဆာတွေဟာရုပ်ထုတွေအဖြစ်ပြန်လဲချင်းချပြီးဘီလီဟာလည်းသူ့ရဲ့မွေးသားမိသားစုနဲ့အတူခရစ်စမတ်ညတာကိုပျော်ပျော်ရွှင်ရွှင်စားတော့ရင်ဒါဟာသူ့ရဲ့တကယ်အိမ်စစ်စစ်ပဲလို့ခံစားလိုက်ရပါတယ်။တနေ့နေ့လည်သာစားချိန်မှာတော့ရှက်ဆန်းကြီးကိုယ်တိုင်ကျောင်းထဲကိုလမ်းလျှောက်ဝင်လာပြီးဖရက်ဒီရဲ့ဘေးမှာထိုင်လိုက်ပါတယ်။သူကဒါငါရဲ့အချစ်ဆုံးတငယ်ချင်းပဲလို့ပြောလိုက်တယ်လို့ငါတငယ်ချင်းတယောက်ကိုလည်းခေါ်လာသေးတယ်လို့ပြောလိုက်တဲ့အချိန်မှာတော့စူပါမန်ကြီးကျောင်းထဲကိုလမ်းလျှောက်ဝင်လာတာနဲ့အတူဒီဇယ်လန်လေးဟာအားလုံးကိုအံ့အားသင့်စွာပြီးဆုံးသွားစေခဲ့ပါတယ်။အခုမှစပြီးစူးစမ်းနေတဲ့လူငယ်တယောက်မို့အတန်ပိုင်းမှာအားနည်းချက်လေးတွေရှိသွားရင်နားလည်ပေးစီလိုပါတယ်။အခုလို movie review လေးတွေကိုသဘောကျနှစ်သက်တယ်ဆိုရင်ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ပြီးကူညီသွားခဲ့လို့ရပါတယ်တငယ်ချင်းတို့ရေ